အောင်မိတဲ့မြတ်တာတွေကိုပြလုံးမြောက်ရပါစေအသက်မာရဲမင်းနဲ့မခွဲခွာနိုင်သေးတဲ့ကိုငကိုယ်တို့ရှိတဲ့ရှိရစားကံကအကျိုးပေးနေခဲ့တယ်ဖြစ်လျာဘဝတိုင်းလေစွန့်ပယ်ခံရခြင်းတွေလူအချင်းချင်းလေးပတ်ချင်းတောင်းစင်ခင်ဝေးခဲ့ပြစေမပန်းစားနိုင်ခဲ့တဲ့မင်းကိုလေးငိုရောကဆွဲမထားခဲ့တော့ဘူးကိုလိုလူမျိုးတကောင်းနိုင်မယ်လူသားမင်းရွေးလိုက်ပါတော့ပြူပြူသမျှကူတို့ရေမင်းထွက်ပြီးတယ်နောက်ဘဝတော့ဖြစ်နိုင်ရင်မတွေ့ဖို့ရွှေမယ်ဒါကဝဲကျွေးဆုံးလဲညှို့ရှိသမျှကိုဟာချစ်ပြီးဆုံးလဲပေါင်းဖက်ပြရစေ